ကမ္ဘာဘောလုံးပွဲချုပ်ပြပါကမင်းညက2026ကမ္ဘာဖလားဝင်ခွင့်ရထားတဲ့အသင်းတွေကိုဂုဏ်ပြုတဲ့အနေနဲ့အဲ့ဒီအသင်းတွေရဲ့အဓိကကစားသမားတဦးချင်းစီရဲ့ပုံတွေကိုစုစည်းပြီးတော့ပေါ်စတာတစ်ခုပြုလုပ်ပြီးတော့ post တင်ခဲ့တာပါအာဂျင်တီးနားအသင်းကိုစားပြုနေရမှာမက်ဆီကိုထည့်တဲ့အသုံးပြုခဲ့ပေမဲ့ပေါ်တူဂီအသင်းအတွက်တော့ဘရူနိုဖာနန်ဒက်ကိုထည့်သွင်းအသုံးပြုတဲ့အတွက်ကြောင့်မို့လို့စီယိုနယ်ဒိုရဲ့ပေးသက်အများစုကဖီဘာရဲ့ပို့အော့စ်မှာဝေဖန်ကန့်ကွက်မှုတွေအဆမတန်တိုးမြင့်လာတာကြောင့်ပဲသူတို့ရဲ့ post ကိုမကြခင်မှာပဲ FIFA ကပြန်လည်ဖျက်သိမ်းခဲ့ရပါတယ်။အဲဒီပုံကိုဖျက်ချပြီးနိုင်ပိုင်းတွင်းမှာပဲ FIFA က2020ကမ္ဘာဖလားနဲ့ပတ်သက်တဲ့အထိမ်းအမှတ်ပုံတစ်ပုံထပ်တင်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ Ronaldo ကအထိတ်ဆုံးပိုင်းနေရာကနေပါဝင်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီနှစ်ပေါ်တူဂီအသင်းကိုဖြုတ်ချခဲ့တဲ့မော်ရိုကိုအသင်းရဲ့တိုက်စစ်မှုအနက်စကိုရီရဲ့ဂိုးသိမ်းဟန်ကလည်း Ronaldo နီးနားမှာထည့်ထားပါတယ်။ဒါကြောင့်မို့လို့ Ronaldo ရဲ့ပိတ်သက်တွေကလည်းမကျင်နှက်ကြပြန်ပါဘူး။ဒါအပြင်အဲ့ဒီပုံမှာမက်ဆီကကမ္ဘာဖလားကြီးကိုကင်မြောက်နေတဲ့ပုံကိုလည်းထည့်သွင်းထားတာကြောင့် Ronaldo ဖန်နေနေတဲ့ကတော့တကယ့်ကိုအော်တသက်ဖြစ်စေခဲ့တာပါ။